အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်ဆန်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ငယ်ကရမ်းကြိုက်ခဲ့ရတဲ့ဒီဂိမ်းလေးရဲ့ချိတ်ဆုံတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဂိမ်းလေးရဆိုရင်တော့ဖြင့်ထွက်ထားကြာပြီဆိုပေမဲ့လည်းခုထိဆော့လို့ကောင်းနေသေးတာကြောင့်မလို့ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့အတူတူဆော့တင်တဲ့ဂိမ်းလေးဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးစားလိုက်အောင်ပထမအဆုံးအနေနဲ့ကျွန်တော် play လုပ်ခဲ့တဲ့ကိုရင်ဝင်လိုက်ပါမယ်ဒီမှာဆိုရင်အပေါ်ဆုံးမှာရှိတဲ့ LAN Wi-Fi ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီဘက်ထောက်မှာရှိတဲ့ host ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ဒီမှာကျွန်တော်ပြောနေတဲ့ အဓိကချက်လေးရတော့အခုလိုလုပ်တာကကိုယ်နဲ့ချိတ်ဆက်မဲ့သူနဲ့ Wi-Fi 2နေမှာရမှာပါဒါမှမဟုတ် hotspot နဲ့ချိတ်ဆက်မဲ့ဆိုရင်လည်းရပါတယ်ကိုယ်နဲ့ချိတ်ဆက်မဲ့သူလည်းခုနတိုင်လုပ်ခိုင်းလိုက်ပါဒီမှာဆိုရင်ခုနကိုတောင်ထားတဲ့အခန်းပေါ်လာမှာဖြစ်ပါတယ်အဲ့ထက်ဝင်လိုက်ပါဒီမှာဆိုရင်တော့မြေပုံကိုကြိုက်လို့ချိန်ကြီးလို့ရပါတယ်ပြီးရင်တော့ stack ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ရပါပြီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်တော့ပေးကြဖို့တောင်းဆိုချင်ပါတယ်